Hello မင်္ဂလာပါ21နှစ်မှာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ21ရက်နေ့မှဒီလဲနောက်နေ့များစွာတိုင်ပေါ့နော်စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်တော့အေကွန်ဖြစ်ပါတယ်ကျွန်တော်ဒီနှစ်မှာဒီနှစ်အစမှာပေါ့နော်မြန်မာနှစ်အစမှာကျွန်တော်လက်ဆောင်ပေးချင်တာကတော့အခုဂျမနိုင်းမှာပုံထည့်မယ်ထည့်တဲ့ပုံဒီအခုမြင်နေရတဲ့အတိုင်းပေါ့နော်လုံးဝ focus ကလည်းလုံးဝ mic လုံးဝအကြည့်ပေါ့နော်လုံးဝပုံအဟောင်းကိုအသစ်ပြင်ပါပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အဲ့ print လေးကိုကျွန်တော်လက်ဆောင်ပေးချင်ပါတယ်အခုဆိုလို့ရှိရင်ဒါအခုမြင်ရတာကတော့ဒါအရင်တော့ဆိုတော့ကြီးပေါ့နော်ကွန်တန်ထွန်းဖြစ်ပါတယ်သူ့ရဲ့ပုံအဟောင်းကတော့ဒီပုံပါပါဒီလိုပေါ့နော်ဒီလိုဝါဝါတတာဖြစ်နေပေါ့အဲ့ကာလာပုံစံလေးတိုင်းပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ဂျမနိုင်းမှာကျွန်တော် print ပေးပြီးတော့ထုတ်ထားတာဖြစ်ပါတယ်အဲ့ print လေးကဒီမှာဖြစ်ပါတယ်ကျွန်တော်အပြည့်စုံကိုကျွန်တော်ရဲ့ဒီ Facebook page ဟိုမှာcomment မှာကျွန်တော်ထည့်ပေးထားမယ်ပေါ့နော်ဆိုတော့ okay ကျွန်တော်ဒီမှာဦးဝင်းပုံကျွန်တော်ထပ်ပြီးတော့ဒီမှာထည့်ထားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော် print ထပ်ပြီးတော့ကျွန်တော်ပေးလိုက်ပါမယ်print ပေးလိုက်ပြီပေါ့နော်ပေးပြီးတော့ကျွန်တော်ထုတ်ပါမယ်ဒါတော့ဂျမနိုင်းကိုကျွန်တော်ခိုင်းလိုက်ပြီပေါ့နော်โอเคဒါတော့အခုမြင်တွေ့ရတဲ့အတိုင်းပေါ့နော်ဝင်းဦးပုံနဲ့အနည်းဆက်ဆုံးသူဆွဲထုတ်ပေးထားတယ်ပေါ့နော်အရှင်တွေကတော့မပြောင်းဘူးမကောင်းလေးစောင်းထားတယ်ခါလေးစောင်းထားတယ်ပေါ့နော်စပင်းပုံစံလည်းမပြောင်းဘူးပေါ့နော်စပင်းပုံစံလည်းမပြောင်းဘူးဒီလိုလေးဆွဲထုတ်ပေးရတယ်ပေါ့နော်ဒါ 4K လောက်ဖြတ်သွားမယ်ပေါ့ဆိုတော့ဘာဖြစ်ဖြစ်မစိုးပါဘူးမိုက်ပါတယ်တော်တော်လေးကိုမိုက်တယ်ဆိုတော့နေထားမှာရှိပါတယ်ဒါလေးကိုကျွန်တော်လက်ဆောင်တက်လက်ဆောင်ပေါ့ဗျာဒါလေးကိုကျွန်တော်ပေးလိုက်ပါမယ်โอเคအားလုံးပဲ bye bye